အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ခေတ်ကြီးကတော့အားလုံးသိရတဲ့အတိုင်းပဲအရာရာကိုအလျင်လွန်နေကြတာပေါ့နော်အဲ့ဒီလိုလောနေတဲ့ခေတ်ကြီးထဲမှာအောင်ရမှုရဲ့လျှို့ဝှက်ချက်တစ်ခုကိုဖော်ထုတ်ပြထားတဲ့ရှေ့ကြတဲ့စက်တိုလေးတစ်ပေါ်ကြောင့်ပြောပြချင်ပါတယ်အစီအစဉ်မစခင်မှာအမြဲတမ်းလိုပဲတတိပေးချင်တာကတော့ဒီလိုအကျိုးရှိတဲ့အကြောင်းအရာတွေကိုဆက်ပြီးတော့တင်ဆက်နိုင်ဖို့အတွက် VPN လေးသုံးပြီးကြည့်ရှုပေးချင်ဖြစ်ကျွန်တော်တို့ channel ကိုကူညီထောက်ပံ့လို့ရပါတယ်လို့ပြောရင်းနဲ့ပဲစလိုက်ကြရအောင်ဘဝမှာလေကိုယ့်ဘက်ကတော့အကုန်လုံးပုံအောပြီးစူးစမ်းနေတာပဲဒါပေမဲ့ရလာကတော့ထင်တယ်လို့ဖြစ်မလာဘူးအဲ့လိုမျိုးခံစားမှုကြလားအဲ့လိုချိန်ဒီမျိုးကြရင်ဘာဖြစ်တယ်လဲဆိုတော့အားငယ်တာတွေစိတ်တကြတာတွေဖြစ်လာတော့အဲ့လိုခံစားခြင်းမျိုးကနေပဲဒီနေ့ရဲ့ဇလန်ကစတင်လာတာပါဟုတ်ပါတယ်ကျွန်တော်တို့ရဲ့ဇလန်ကဇေတဝင်းကျောင်းတော်မှာစတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားကရဟန်းတစ်ပါးနဲ့တွေ့ဆုံတဲ့အခိုက်အတန့်လေးနဲ့စာပြုလာတာပါဇတ်တော်ရဲ့အခေါ်ဝေါ်ရဆိုရင်တော့ဒါကိုပစုပိုင်ဝတ္ထုလို့ခေါ်ကြတယ်ပေါ့ဗျာအဲ့ဒီရဟန်းတော်လေးရဲ့နောက်ခံဇက်ကြောင်းကစိတ်ဝင်စားစရာကောင်းတယ်ဗျာသူကလေမျိုးရိုးကောင်းနေလာတာအစာပိုင်းမှဆိုရင်ရဟန်းမောင်ဝင်တော့တော်တော်လေးကိုစိတ်အားထက်ထန်ခဲ့တာ9နှစ်လောက်ဝီးနေတွေကိုကြမ်းကြမ်းကျင်ကျင်တက်မြောက်ပြီးတဲ့နောက်မှာ3လတတိပြင်းပြင်းထန်ထန်ကိုတရားအားထုတ်ခဲ့တယ်ဒါပေမဲ့ဘာတရားထုတ်တရားမြတ်မှမရခဲ့ဘူးပေါ့အဲ့ဒီမှာနဲ့သူစိတ်တက်ကြွားတာငါတို့ဒီလမ်းနဲ့မထိုက်တန်မှာကိုကွာဆိုပြီးတော့ကြိုးစားနေရတွေကိုလုံးဝကိုလက်လျှော်လိုက်တော့တာပဲဒီနေရာမှာအရေးကြီးတာတစ်ခုရှိတယ်မြတ်စွာဘုရားကသူ့ကိုတွေးတော့အမောင်ယဟန်အားမငယ်ပါနဲ့ဆိုပြီးအားပေးစကားပြောယုံမဟုတ်ခဲ့ဘူးအဲ့ဒီအစားသူ့ရဲ့ရုန်းကန်နေရတဲ့ပြဿနာကိုရှုထောင်းအသက်ခင်နေလုံးဝမြင်သွားအောင်လို့သူ့ရဲ့အသိဘဝစကြောင်းတစ်ခုကိုပြန်ပြီးတော့ပြောပြခဲ့တာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့မြတ်စွာဘုရားပြောပြတဲ့အသိဇလန်သေးကိုကျွန်တော်တို့အတူတူခရီးသွားကြည့်ကြရအောင်အချိန်ဆက်ရနေရကြီးနဲ့နောက်ပြန်သွားပြီးတော့ဗျမဒမင်းကြီးအုပ်စိုးခဲ့တဲ့ရှေးခေတ်ဘာရာနာတိပြည်ကိုရောက်သွားပြီးတော့သဘောထားလိုက်ပါအဲ့ဒီမှာပဲဇလန်ရဲ့အဓိကကြတဲ့စိန်ခုံမှုကြီးတစ်ခုကစောင့်နေပါတယ်တားတော်ပေါင်း100တဲ့စဉ်းစားပါကြည့်တော့ဗျာထီနန်းတစ်ခုတည်းကိုဆက်ခံဖို့မျောလင်းနေတဲ့မင်းသားကအယောက်100တောင်ရှိနေတာပြိုင်ဆိုင်မှုကတော့ဘလောက်တောင်ကြီးမားလိုက်နေလဲဆိုတော့ဒီလိုအခြေအနေကြီးမှာကျွန်တော်တို့ဆက်လန်းရဲ့ဆက်လိုက်ကျော်အဓိကဆက်ကောင်မင်းသားလေးအတွက်ကတော့မျောလင်းချက်ကတော်တော်လေးကိုနှဲပါနေခဲ့တာပေါ့ဒီအတိတ်ဆက်လန်းရဲ့အဓိကဇက်ဆောင်တို့ဦးကိုမိတ်ဆက်ပေးပါစီတယောက်ကတော့အားလုံးထဲမှာအငယ်ဆုံးမျောလင်းချက်အနည်းဆုံးဖြစ်တဲ့မင်းသားလေးကာမဏိနောက်တစ်ယောက်ကတော့သူ့ရဲ့အလွန်တရာမှာထက်မြက်တဲ့အကြံပေးပညာရှိအဲ့ဒီပညာရှိကတော့အတိတ်ဘဝကမြတ်စွာဘုရားကိုရိုတိုင်ဖြစ်ခဲ့တဲ့ဖျားအလောင်းတော်ပါပဲအဲ့တော့ဖျားလုံးကမင်းသားလေးကာမဏိကိုအကြံတစ်ခုပေးတယ်အဲ့ဒီအကြံအတိုင်းလမ်းလိုက်တဲ့ပထမဆုံးချစ်လန်းကတော့တော်တော်လေးကိုထူးဆန်းနေဗျာတခြားနောင်တော်မင်းသား99ပါလုံးကခမီးတော်ကန်လန်းနဲ့တီနဲ့ကိုစီကိုယူပြီးတော့မြို့တော်ကနေထွက်သွားကြတဲ့ချိန်မှာမင်းသားကာမဏိကတော့အဲ့ဒီကန်လန်းမှုကိုငင်းပြီးခမီးတော်ရဲ့ခြေကိုရင်းမှာပဲဆက်နေခဲ့တယ်အစားပိုင်းမှာတော့ဒါကဘာမှမဟုတ်တယ်လို့ထင်ရပြီမဲ့နောက်ပိုင်းမှာတော့ဒါဟာတကယ်ကိုအရေးပါပြီးအမျှော်မြင်ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုထည့်လာခဲ့ပါတယ်မျိုးတော်မှာဆက်နေခဲ့တာကသူ့မှာအစီအစဉ်ရှိလို့ပါမင်းသားကမဏိဟာလူတို့ထောက်ခံမှုရဖို့အတွက်တိတ်တိတ်လေးဒါပေမဲ့အမတမအစွမ်းထက်တဲ့ရေရှည်စီမံကိန်းကြီးတစ်ခုကိုအကောင့်အထက်ပေါ်ပို့စစ်တင်လဲပါတော့တယ်ဒီနည်းပြဟာကတကယ်ကိုပြောင်မြောက်ပါမယ်ဖျားလောင်းရဲ့အကြံဉာဏ်အတိုင်းပဲပေါ့သူဘာဒီလောက်ခဲ့လဲဆိုတော့ပထမဆုံးဥယျာဉ်ကိုစီမံခန့်ခွဲခွင့်ရတယ်အဲ့ဒီကရတဲ့တေးသေးဝက်လာနဲ့ပန်းတွေကိုမြို့တွေကအာနာရှိတဲ့သူတွေတောဆော်ရှိတဲ့သူတွေကိုဖြန့်ဝေပေးပြီးတော့မိတ်ဖွဲ့တယ်ကွန်ရက်တစ်ခုတိစောက်တယ်ပြီးတော့ရိတ်ခတ်ခွဲဝေတဲ့တာဝန်ကိုယူပြီးမြို့တော်နဲ့နန်းတော်ထဲမှာဘသူတူတယောက်မှကြအောင်တရားများတော်စွာခွဲဝေပေးတယ်နောက်ဆုံးနေ့နဲ့ကုန်တဲ့ပုံမှာမျှတာပြီးတော့ကြိုတင်ခန့်မှန်းလို့ရတဲ့အခွန်စနစ်တစ်ခုကိုချမှတ်ပေးလိုက်တယ်အဲ့ဒီခါမှာစီးပွားရေးအတိုင်းအဝိုင်းတစ်ခုလုံးရဲ့ယုံကြည်မှုနဲ့တစ္ဆာဆောင်တည်မှုကိုအပြည့်ဝရသွားတော့တာပေါ့ဆိုတော့အချိန်ကြီးကြာလာတဲ့အခါမှာခမေးတော်ပြမတမင်းကြီးနန်းဝါဆန်သွားတော့အဲ့ဒီချိန်ကျတော့နန်းသွေးအမတ်တွေနဲ့ပြည်သူတွေကစဉ်းစားကြတယ်ထီနန်းကိုဘသူကိုဆက်ခံစေမလဲတခြားမင်းသားတွေကကိုပြည်နေနဲ့ကိုအဝေးမှာဒီမှာကြံရဲတဲ့ပြည်သူတွေရဲ့အရေးကိုတကယ်ဂရုစိုက်ပြီးအုပ်ချုပ်နိုင်စွမ်းရှိတယ်ဆိုတာကိုလက်တွေ့ပြခဲ့ပြီးသားဖြစ်တဲ့အငယ်ဆုံးမင်းသားကာမဏီကိုပဲအားလုံးကတညီတညွတ်တီရွေးချယ်ပြီးတော့ထီဖြူကိုစောင်းနေစေခဲ့ကြတာကိုဗျာကဲဇလန်းကဒီမှာတင်မပြီးသေးဘူးဗျတကယ်အထွတ်အထင်ကအခုမှရောက်လာတာအဝေးကပြည်နယ်တွေမှာအုပ်ချုပ်နေတဲ့နောင်တော်မင်းသား69ပါးကဒီသတင်းကိုကြားတဲ့အခါမှာဒေါသထွက်ပြီးတော့သူတို့ရဲ့စစ်တပ်တွေအသီးသီးနဲ့အတူထီနန်းကိုပြန်လွတ်ဖို့စစ်ချီလာကြပါလေရောဒီနေရာမှာမင်းကြီးဖြစ်သွားပြီဖြစ်တဲ့ကာမဏိရဲ့တုံ့ပြန်ပုံကတကယ်ကိုအံ့ဩဖို့ကောင်းတယ်။သူကစစ်တပ်အင်အားနဲ့ပြန်တုံ့ပြန်ဖို့မပြည့်စေခဲ့ဘူး။အဲ့ဒီအစားဖျားလောင်းရဲ့အကြံအတိုင်းပဲတော်ဝင်ပန်တာတိုက်တစ်ခုလုံးကိုအပုံ100အတိရပုံနဲ့ပြီးတော့အဲ့ဒီထဲကအပုံ69ပုံကိုသူ့ရဲ့နောင်တော်ဒီစီကိုဒါကတော့ခမေးတော်ထားခဲ့တဲ့အမွေပဲဆိုပြီးပို့ပေးလိုက်တယ်။အဲ့ဒီလိုရရောတဲ့လို့ရကြောစစ်တိုက်ချင်တဲ့ကြောရင်းကိုပဲဖယ်ရှားလိုက်တယ်လို့ဖြစ်သွားပြီးတော့ဒီလိုကြီးမားတဲ့ပဋိပက္ခကြီးကိုသွေးတဆက်မှမကြဘဲနဲ့အင်မတန်လှပသေးသက်စွာဖြည့်ရှင်းနိုင်ခဲ့ပါတယ်
အဲ့ဒီလူကိုအောင်မြင်မှုရရှိတဲ့အခိုက်အတန့်မှာပဲဂါမနီမင်းကြီးကဦးထန်းကျွေးရင်ခဲ့ရဲ့ခါထားလေးတစ်ပုတ်ရှိပါတယ်အဲ့ဒါကတော့မလောတော်သူတို့ဒီအလိုရှိရာတည့်ရနံကိုရနိုင်ကုန်၏ဂါမနီတင်းမီရင်ကျက်တော်မြတ်တော်အချင်းရှိသည်ကိုသိလို့တဲ့ဒီစကားလေးကပဲဒီဆက်တော်တစ်ခုလုံးရဲ့အထီးကညက်တာရအထီးကသင်ခန်းစာပဲဖြစ်ပါရဲ့ဗျာအဲ့ဒီမလောချင်းဆိုတဲ့အကျင့်ကိုပါဠိလိုဣတရာမာနလို့ခေါ်ပါတယ်အဲ့ဒီဘက်ကတော့ရှင်းရှင်းလေးပါပဲအလုပ်တစ်ခုကိုလုပ်တဲ့အခါမှာအလျင်စလိုနဲ့စိတ်လှုပ်ရှားပြီးလုပ်တာမျိုးမဟုတ်ဘဲပညာဉာဏ်ကိုသုံးတယ်ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုအသုံးချတယ်ပြီးတော့တည်တည်ငြိမ်ငြိမ်နဲ့စိတ်ရှိရှိထားပြီးလို့လှုပ်ဆောင်ခြင်းအဲ့ဒီလိုအရေးအတွက်ကိုဆိုလိုတာပါဒီနေရာမှာအချက်တစ်ခုကိုကြားဖြတ်ပြီးတော့ရှင်းပြချင်တာကဂါမနီဆိုတဲ့နာမည်ပါတဲ့ဇက်တော်ကနှစ်ပုတ်ရှိနေတော့လူတွေမကြခဏမှားတတ်ကြတယ်ကျွန်တော်အခုပြောနေတာကဇက်တော်နံပါတ်8ဂါမနီဇက်ပေါ့နောက်တစ်ခုဂါမနီဇန်တစ်ဇက်ဆိုတာလည်းရှိသေးတယ်အဲ့ဒီနှစ်ခုကဖျားလောင်းကဘသူဂါမနီကဘသူဇလန်ရဲ့အဓိကအကြောင်းအရာပฏิပတ်ခအားလုံးလုံးဝကိုကွဲပြားခြားနားပါတယ်လို့တီထားဖို့ပြောပြတာပါဗျာ ကဲဟုတ်ပြီအတိတ်ကဇလန်ကိုတော့ကျွန်တော်တို့သိသွားပြီအဖူမြတ်စွာဘုရားကဒီဇက်တောက်ကိုဘာလို့ဟောရတာလဲရှေးဘယံကြီးရဲ့ဇက်ကြောင်ကစိတ်သက်ကြနေတဲ့ယဟန်လေးရဲ့လက်ရှိပြဿနာနဲ့ဘလို့များသွားပြီးတော့ဆက်ဆက်နေတယ်လဲဆိုတာကိုပြန်ချိတ်ဆက်ကြည့်ကြရအောင်ဟုတ်တယ်ဒီဇလန်ကလက်လျော့လိုက်ပြီးဖြစ်တဲ့ယဟန်တို့ရဲ့အတွက်တကယ်တမ်းမှဘလို့အတိပဲတက်ရောက်သွားခဲ့တယ်လေမြတ်စွာဘုရားကဘာကိုဆိုလိုချင်ခဲ့တာလဲအဖြေကတော့တကယ့်ကိုအံ့အားသင့်စရာပါပဲမြတ်စွာဘုရားကဇက်တော်ကိုဟောပြီးတဲ့နောက်မှာပါဆက်မိန်လဲဆိုတော့အခုပိစုပတ်မှာစိတ်တက်ကြနေတဲ့အမောင်ရယန်ဟာအတိတ်ဘဝတုန်းကစိတ်ရှည်တေးခတ်မှုနဲ့ကြီးကျယ်တဲ့အောင်မြင်မှုကိုရရှိခဲ့တဲ့အဲ့ဒီဂါမနီမင်းကြီးကိုယ်တိုင်ပဲဖြစ်တယ်တဲ့ပြီးတော့အတိတ်ဘဝမှာမင်းသားလေးကိုလမ်းညွှန်နေတဲ့ပညာရှိအမတ်ကတော့အခုပိစုပတ်မှာဒီရဟန်းလေးကိုတရားဟောပြီးလမ်းပြနေတဲ့မြတ်စွာဘုရားကိုတော်တိုင်းပဲပေါ့ဆိုတော့ဒီရှေးဟောင်းဆက်လန်းလေးကနေကျွန်တော်တို့အားလုံးအတွက်သင်ခန်းစာကောင်းတွေအများကြီးရနိုင်ပါတယ်အဓိကတော့အောင်မြင်မှုဆိုတာအပြည့်ပြန်ပွဲလိုမျိုးဘယ်သူရင်ရောက်လဲဆိုပြီးလောရတဲ့ကိစ္စမဟုတ်ဘူးဒါဟာရင်ချက်လာအောင်စောင့်ဆိုင်ရတဲ့ဖြစ်စဉ်တစ်ခုပဲတကယ်ကြိုးစားအားထုတ်မှုဆိုတာကလည်းဇွဲရှိုံနဲ့မပြီးဘူးပညာဉာဏ်ပါရဲ့စိတ်ရှည်တဲ့မဟာဗျူဟာနဲ့ပေါင်းစပ်ဖို့လိုတယ်ပြီးတော့အရေးကြီးဆုံးကကိုယ့်ရဲ့အတိတ်ကအောင်မြင်မှုတွေထဲမှာပစ္စုပန်ကစင်ခေါ်မှုတွေကိုကြော်လွှားဖို့အတွက်လမ်းညွှန်ချက်တွေပါဝင်နေတယ်ဆိုတာပါပဲကဲအစုံမတက်ခင်မှာစဉ်းစားစရာမိကွန်းလေးတစ်ခုထားခဲ့ချင်ပါတယ်အခုလက်ရှိဘဝမှာတော့ကို့မှာရှိနေတဲ့ဗန်းနိုင်တစ်ခုခုကိုအရင်စလုံးလုံးလို့မအောင်မြင်ပဲဒီစတိုထက်ကလိုမျိုးစိတ်ရှည်ရှည်နဲ့ဒီတင်းငင်းငင်းစူးစမ်းအားထုတ်မှအောင်မြင်နိုင်မဲ့ကိစ္စမျိုးတွေများရှိနေမလားဆိုတာကိုပြန်လှည့်သုံးသပ်ကြည့်ကြဖို့ပါပဲဒီနေ့တင်ဆက်ပေးခဲ့တဲ့ကမ္ဘာနီးစားတော်လေးနဲ့ပတ်သက်ပြီးဘလို့ခံစားရလဲပါတီတွေးမိလဲဆိုတာကို comment မှာရေးပြီးမျှဝေပေးသွားအောင်နော်ဒီလိုမျိုးကြောင်းရတွေကိုဆက်ပြီးနားထောင်ချင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ Jama by Modern View YouTube Channel ကို subscribe လုပ်ထားဖို့နဲ့ဒီတင်ဆက်မှုကိုလည်း like တစ်ချက်လောက်လုပ်ပေးသွားဖို့မမေ့ကြပါနဲ့လို့ပြောပါစီနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲကိုစိနီဖျား Jama ချမ်းသာကြပါစေခင်ဗျာ